ဒီကနေပြောပြပေးသွားမယ့်အကြောင်းအရာကတော့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေရဲ့ဗဟုသုတရဖွယ်ရာအကြောင်းအရာလေးတွေဖြစ်ပါတယ်ပထမဆုံးရာသီဥတုနဲ့စလိုက်ရအောင်ကမ္ဘာအေးဆုံးနိုင်ငံကရုရှားနိုင်ငံဖြစ်ပြီးအနှုတ်90ဒီဂရီအောက်ထိအပူချိန်ကျဆင်းတတ်ပါတယ်အပူဆုံးနိုင်ငံကတော့ကာတာနိုင်ငံဖြစ်ပြီးနွေရာသီမှာ90ဒီဂရီနီးပါးထိရောက်နိုင်ပါတယ်လူဦးရေအများဆုံးနိုင်ငံကအိန္ဒိယနိုင်ငံဖြစ်ပြီးဘီလီယံကျော်လူနေထိုင်ကြပါတယ်လူဦးရေအနည်းဆုံးနိုင်ငံကတော့ဗာတီကန်စီးတီးဖြစ်ပြီးလူဦးရေ1000မပြည့်ပါဘူးအကျယ်ဝန်းအကြီးဆုံးနိုင်ငံကရုရှားနိုင်ငံဖြစ်ပြီးအကျယ်ဝန်းအသေးဆုံးနိုင်ငံကဗာတီကန်စီးတီးဖြစ်ပါတယ်အင်တာနက်အမြန်ဆုံးနဲ့နေပညာအကောင်းဆုံးနိုင်ငံတွေထဲမှာတောင်ကိုရီးယားနိုင်ငံနဲ့ဖင်လန်နိုင်ငံတို့ပါဝင်ပါတယ်ကျွေးမြီအများဆုံးနိုင်ငံကတော့အမေရိကန်နိုင်ငံဖြစ်ပြီးကမ္ဘာစီးပွားရေးအင်အားအကြီးဆုံးလည်းဖြစ်ပါတယ်လူမျိုးပေါင်းစုံအများဆုံးနေထိုင်တဲ့နိုင်ငံတွေကတော့အမေရိကန်နိုင်ငံနဲ့ကနေဒါနိုင်ငံတို့ဖြစ်ကြပါတယ်ဘဝရည်သွေးအမြင့်ဆုံးနိုင်ငံကဆွစ်ဇာလန်နိုင်ငံဖြစ်ပြီးပျော်ရွှင်မှုအမြင့်ဆုံးနိုင်ငံဖင်လန်နိုင်ငံဖြစ်ပါတယ်လူဦးရေအထူထပ်ဆုံးနိုင်ငံကမိုနာကိုနိုင်ငံဖြစ်ပြီးလူဦးရေတိတ်တီးမှုအနည်းဆုံးနိုင်ငံကမွန်ဂိုလီးယားနိုင်ငံဖြစ်ပါတယ်အသက်ရှိဆုံးလူဦးရေအများဆုံးရှိတဲ့နိုင်ငံကဂျပန်နိုင်ငံဖြစ်ပြီးကျန်းမာရေးနဲ့အစားအသောက်ယဉ်ကျေးမှုတို့ကြောင့်နာမည်ကြီးပါတယ်တစ်တော့အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံကဆွီဒင်နိုင်ငံဖြစ်ပြီးစစ်တပ်မရှိတဲ့နိုင်ငံကကော့စတာရီကာနိုင်ငံဖြစ်ပါတယ်အချိန်ဆုံးအများဆုံးရှိတဲ့နိုင်ငံကပြင်သစ်နိုင်ငံဖြစ်ပြီးကျွန်းများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံကအင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်ဒီလိုမျိုးနေ့စဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow လုပ်ပေးခဲ့ကြပါဦး